မရောက်ပြကြပြီမွေးရမြင်မိရွာကလေးစီမြင်ရမှန်းစားတမောင်လွမ်းသည်လွမ်းသည်အဝဲမသည်မိုးကုံစဝိုင်းမုံရီပြားတလီညူရောက်တဲ့ဓာတ်တော်ကလေးစီနန်းစာမြော့ရီစိတ်ညူညူရောက်သွေးနေတောပြူပြူပြားစေဒီအပြာရောင်မူသာအောင်မှာစေးရီချဲပတိကားတစ်ချက်ပမာရင်နဲ့ရှူမပြောမဆုံးအောင်နာသည်ဒီချိန်ဆိုတို့ရွာကချောင်းကလေးတွင်မှာလေကလေးစီလို့ပြောနေကြရမည်ဝါဆိုဝါကရေပေပန်းနော်လေကလေးစီလို့ကြောင်းနေရပါသည်ငယ်စီဘဝပြန်တွင်မိအမေနဲ့အတူလေဦးလို့ရင်လေတဲ့စင်ကတတိယမိသေးသည်အမေရွာကလေးစီမြေအောင်မှန်းစားလွမ်းရပါသည်ငယ်စဉ်ကလေးဘဝကအေးမြပါသည်အမေရွာဌာနီအညာကြီးလက်စီအမေပေးတဲ့တောင်းကြည့်ပြီးအိုမေပေးတဲ့တောင်းကြည့်ပြီးတာမောင်ပြန်ခဲ့မယ်လို့တွေ့တာမောင်ပြန်ခဲ့မယ်လို့တွေ့အမေပေးတဲ့တောင်းကြည်ပါမည်တာဘဝရှိတွေ့တာဘဝရှိတွေ့ပညာကိုရည်ထားတဲ့အမေစီမိဘကလေးစီတာရောက်ပြန်လာခဲ့တော့ညီမြောက်တာတော့ကြာနေရဲ့အမေနဲ့မိဘကလေးစီညီအောင်မှန်းစားတာမှန်မှန်မိတယ်အိုးဝေးစီမှာဘုခုစဝမ်းရှိတဲ့ပြာရောင်ဘုရားအောင်မှာထန်းတော်လေးရှိတဲ့အမိရွာကလေးစီကိုတာတန်တာငမ်းမိနေတယ်လေ။အိုးငယ်စဉ်ကလေးဘဝကဆိုအမိနဲ့အတူလေဦးတော်ရင်လဲလဲစင်းတာမျိုးတာမှတတိယမိတဲ့အမိဒါကြောင့်လေတားရဲ့ရည်ရွယ်တဲ့ပြည့်တဲ့တနေ့ကြရအမိနဲ့အမိရွာကလေးစီကိုတားရောက်ပြန်ခဲ့မယ်အမိတားရောက်ပြန်ခဲ့ပါမယ်အမိလေးဒီချိန်ဆိုတို့ရွာကချောင်းကလေးတွင်မှာလေကလေးစီလို့ပြောနေရရောက်နေဝါဆိုဝါရေရီပန်းတော့လေကလေးစီလို့ကြောင်းနေရပါသည်ငယ်စဉ်ဘဝပြန်တွင်မိအမေနဲ့အတူလေကိုလို့ရင်လေတဲ့စင်ကတတိယမိသေးအမေပေးတဲ့တောင်းကြည်ပါမည်တာဘဝရှိတွေ့တာဘဝရှိတွေ့ပညာကိုရည်ထားတဲ့အမေစီမိဘကလေးစီတာရောက်ပြန်လာခဲ့တော့